လူတွေအတော်ရှော့လိုက်တာကွာအတီးရမယ်အတီးဒီတိတီတွေကတဘောပိုးသက်စီတွေများလိုက်တော့လူလေးအတီးယူမလို့လားတလုံးလောက်ယူလို့ရမလားကြိုက်တာယူတစ်လုံးမှ900တဲ့ပါကွယ်အရင်စီဦးမပေါက်သေးလို့ပါလူလေးရဲ့ပတ်စံရှင်းခဲ့အောင်လေလူလေးပတ်စံဘာကြီးလဲတီဘာကြီးတော့စတောင်းပေးခဲ့တယ်လေဗျာအမလေးလေးတမီးစီရီမန်ကုန်တော့မယ်ပြောဟာဒီလူမသားလက်ထက်ကမန်ပြားကဘာကြီးပါလဲဘာကြီးလဲအမန်တော်လေးနဲ့ဆိုးလေးအမေရေအမပြီးမှလူဖြစ်ရတာတိတ်ကန်ကောင်းတာပဲအောင်မလေးပလုတ်တော့ခေဝဲဝါနဲ့ငါနဲ့ညာငါဖြစ်ရတယ်ကွာဇိုကြီးအဆန်းရှိရနဲ့လူပြည်မှာဘေးဒုက္ခဖြစ်ပြီးပြေးလွှားနေရတယ်လို့ကွာငါတော့ရောက်ပေါက်နေပြီအောင်မလေးမောလိုက်တော့ကွာငါကြီးလူပြည်မှာရှာထားတဲ့ပြဿနာလဲရှင်းပြရအောင်လူပြည်မှာပြဿနာရှာထားတဲ့ကောင်ပြောအရှိထွက်ခဲ့ပါဦးပြောအထူးသတင်းကြေညာပါမယ်ရှင်မင်းညကရန်ကုန်ရှိတကုံဖျားအနီးမှာဓာတုံးတောင်းကင်သူအကျန်းဖက်သမားတပ်ဦးရဲကားများကိုခုတ်ပိုင်းခဲ့ကြောင်းဟာဟဲ့ပြဿနာပူကြီးကုန်ပြီဟဲ့ရေးမိုးမီလောင်ကုန်ပြီအဲ့ဒါငါကိုကြီးဟာငါတော့လစ်ပြီဟဲ့နင်မလာမိတဲ့ကြည့်ကြလိုက်တော့ဟာရအဲ့လိုမလုံးနဲ့လေငါမရှင်းတတ်ဘူးဟာအောင်မလေးဒူရောဟာဘူးနဲ့တွေ့ချင်လို့လေဗျဒီအိမ်မှာရှိနေတဲ့ငါညီနဲ့တငယ်နဲ့တွေ့ချင်ခင်ဗျားပြောသူတော့ဒီနောက်မှမရှိဘူးဗျခင်ဗျာအိမ်မလာဖြစ်မယ်မင်းငါ့ကိုညာနေလို့ဘာမှထူးမလားနောက်ဖြစ်လာမှပြဿနာတွေကဒီထက်ပိုဆိုးလာမှာကိုငါလာတွေ့ရတာတကယ်ပါဗျာကျွန်တော်စီမရှိဘူးဗျငါအခုအာရုံခံကြည့်ရသလားငါညီတနေရမှာပြေးပုံးနေမှငါတည်မင်းကိုတတိပေးချင်တာကဒီကိစ္စတွေဝင်ပါလာရင်တနေ့မှာအဆိုးဝါးဆုံးတွေဖြစ်လာတယ်ဟုတ်ပါဗျာအဲ့ခါကျကျွန်တော်တက်နိုင်လောက်ဝင်ကူပေးပါမယ်အေးငါလည်းတခြားနေရာမှာလှုပ်ရှားတွေပေါ်လာလို့ငါသွားလိုက်အောင်ငါညီကိုတေချာလေးပြေးဆိုင်ပြီပါဟာမိုင်းလိုက်တာကွာဒီတော့ထမှာမကောင်းတဲ့အငွေ့တဲ့တွေခံစားမိနေတယ်ဟဲ့ချူချူမနေ့ကချူချူနဲ့မင်းခန့်တဲ့ဘာကြသေးလဲမင်းခန့်တော့တရေချုပ်ခံရပြီးဖျားနေရဆိုပဲဟုတ်လားအဲ့ကောင်အားချောင်းလာလေဖြစ်တာတော့နေသေးဒါနဲ့ချူချူရောမကြမ်းမိဘူးလားမကြမ်းမိဘူးဟာထူးထူးတော့ဘာဖြစ်နေလဲမသိဘူးငါချူချူကိုစိတ်ပူလိုက်ကြဟဲ့ဘယ်လိုလဲငါတရားကိုဘယ်လိုလဲဒီပြဿနာကိုငါတယောက်တည်းဝင်ဖြေရှင်းလို့လည်းမဖြစ်နိုင်ဘောနတာလေကွာဘယ်ကိုထွက်ပြီးတော့မှမသိဘူးငါတယောက်တည်းတော့တိုင်ပတ်ပြီအမလေးဗျဖျားလေးဒီကောင်နှစ်သားကွာငါ့ကိုစတယ်မကောင်းတဲ့အငွေ့တဲ့တွေကပူပူနီးလာနေရလို့ခံစားမိနေတယ်ငါတတိထားမှဖြစ်မယ်ဒီအရာပူပူနဲ့ရှိုက်လာနေပြီ